ကျွန်တော်ဒီနေ့ကတော့တိုင်းသားတွေပတ်ကြည့်ပါပတ်ရှိုးမယ်လက်ပမိုင်းအဲ့ကကျွန်တော်ဆိုကျွန်တော်ဘူးကတော့အခုချိန်မှဆိုရင်ပမာအိမ်ကနေပြီးတော့ဆက်လက်ချီတက်နေပါတယ်ဒါတော့ကျွန်တော်အိမ်အောက်ပဲဖြစ်တယ် Okay so check it out เป็นแล้วไปนี่เป็นฝันหมดเนาะကျွန်တော်အခုချိန်မှာဆိုရင်တော့ကရင်အိမ်ကနေပြီးတော့ထွက်လာဖြစ်ပါတယ်ကျွန်တော်ဒီနေရာချင်းတွေတော့ရှိုးပါဖြစ်ပါတယ်ကလတဲ့ခောက်တာတော့တယ်မှာနာယူပေါ့ရှင်းအိမ်ပဲဖြစ်ပါလေရာကြီးလိုက်ဖို့ရိုက်အောင်ညာရီမိုးရွနဲ့ဘိုင်းမိုးရွနဲ့နဲ့ဟိုမှာအခုကတော့ရှမ်းအိမ်တွေကိုကောင်းအောင်ဖြစ်ပါတယ် so let's go ဘာလဲ
ရားရင်လေးကိုမှဖြစ်ပါတယ်ဆိုကြည့်ကြည့်လိုက်အောင်ဖျားလူမျိုးကိုမှထပ်ပြီးတော့ခွဲထားတာပေါ့အများကြီးပါပဲကီပါကီခုကီပါโอเคတမန်ကြီးဖျားတွေသုံးတဲ့အသုံးဆောင်တွေဖြစ်ပါတယ်ဆိုတော့စိတ်ခေတော့မိုးရွာလို့ရှိရင်ကောင်းတဲ့မိုးပါလုံးဝမိုက်ပါတယ်ဒီဆိုင်ကြည့်လာပြီပါဒီတောင်းလမ်းနဲ့ပေါ်ပါတယ်ဘုရားဆက်ရှင်မိုက်လို့ဘုရားကြီးလည်းကြည့်ရလို့ပြုံးနေရက်သေးမျိုးထန်းချင်းတွေရှိပါတယ်မျိုးထန်းတဲ့ချင်းလိုင်းကဒါပါလေချီရပြီဟို damn ချီရပြီဆိုတာရက်ကန်းပုံစံမျိုးထင်တယ်ဝါသေးထုတ်ဆက်ဝါသေးထုတ်ရတာပေါ့ကျွန်တော်ဂျပန်ခေတ်ကဂျပန်ခေတ်တော့ဆိုရင်ဒီဥစားတွေရှားပါတဲ့အတွက်ဝါသေးတွေကိုကျွန်တော်အိမ်မှာပဲထိုက်ထုတ်ခဲ့ရတယ်ဆိုတာဝါသေးထုတ်တဲ့ဆက်ပဲဖြစ်ပါတယ်ဒါကတော့ချက်ခုတ်ကူရချက်ခုတ်ဆိုတာတော့ချီမင်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေလုပ်တဲ့အခါမှာသုံးတဲ့ကူရမျိုးဖြစ်ပါတယ်ဒါကတော့ကွန်ဒီထောင်းနဲ့ဆိုမှဖြစ်တယ်ရှိုးလိုက်အောင်ကွန်ဒီထောင်းဒီမှာဒီကောင်းနေရတော့ဒီကောင်းကတော့ဒါရှင်းတောင်းနေဖြစ်ပါတယ်ဝါကြည့်တာရေထက်သုံးတာလည်းဖြစ်ပါတယ်ဝက်ကနော်ရီသုံးတော့ cloud တွေသုံးတာဖြစ်ပါတယ်ဒီဘာလို့ရဆိုရင်တော့ကြားရင်ကနေပြန်ပါပြီခင်ဗျာဟုတ်တော့ပြန်ခဲ့ရင်လည်းဖြစ်ပါတယ်လုံးရေကိုသမားတွေစလုံးမျိုးရဲ့တမိုင်းရောင်းနေဖြစ်ပါတယ် Walking call စလုံးကတော့ကန်းဆက်ကိုရောက်နေတာဖြစ်ပါတယ်။သွားလိုက်ပါဦးခင်ဗျာ။သွားလိုက်ပါကျွန်တော်အခုချိန်မှာတော့ပြန်ထွက်ပါပြီခင်ဗျာ။ဒီမှာဆိုရင်တော့ကျွန်တော်တို့ပြန်ပါပြီခင်ဗျာဟုတ်ပါ